Hello dears ဒီနေ့ teacher တို့က English pattern လေး has to နဲ့ have to ကိုလေ့လာသွားမှာဖြစ်တယ်။ ဒီ has to နဲ့ have to ကို teacher တို့ကတစ်ခုခုကိုလုပ်ရမယ်လုပ်မှရမယ်လို့ပြောချင်တဲ့အချိန်ကြာလို့ရှိရင်သုံးပေးရတယ်။ဒီ has to နဲ့ have to က subject ကိုကြည့်ပြီးတော့သုံးတဲ့ပုံကကွဲသွားတယ်။အကယ်လို့ subject ကလူတစ်ယောက်တည်းဖြစ်နေမယ်ဆိုလို့ရှိရင် has to ကိုသုံးပေးရတယ်။အကယ်လို့ subject ကလူတစ်ယောက်ထက်ပိုနေမယ်ဆိုလို့ရှိရင် teacher တို့က have to ကိုသုံးပေးရတယ်။ဒါပေမဲ့အဲ့မှာ I နဲ့ you ကကြတော့ချင်းချက်ဖြစ်သွားတယ်။ ကျတော့ I နဲ့ you ကို have to နဲ့ပဲအမြဲသွဲပေးရမယ်။ကျတော့ speaking ဘိုင်းကိုသွားတော့မယ်ဆိုလို့ရှိရင် have to မပြောတော့ has to လို့ပြောပေးရတယ်။ For example, I have to clean my room. You have to study for your exam. We have to learn English. She has to cook. He has to work. Alice has to meet someone.အကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် teacher ရဲ့ Magic Mind English Center လေးကို like and follow လေးလုပ်မမေ့ပါနဲ့ဦးနော်